ကဲအားလုံးပဲမင်္ဂလာပါဗျာနော်မျိုးတွေအဲ့တော့ကျွန်တော်ငါးလုံးခွေလိုက်တဲ့မျိုးတွေပေါ့ဗျာနော်အများစုမမ group မှာကျွန်တော်ငါးလုံးခွေပေးတာများတယ်လုံအောင်ချုပ်ပြီးပေးတာဆိုတော့နည်းနည်းချုပ်စာတို့ထိုးတဲ့စနစ်ပေါ့ဗျာနော်နားမလဲတဲ့အမျိုးတွေရှိကောင်းရှိမှာပေါ့ဗျာနော်ကျွန်တော်ကအမျက်ဘလို့ကြံအောင်ထိုးရမယ်ဆိုတော့စနစ်ကလေးပေါ့ဗျာနော်အချိန်ရကျွန်တော်၄ချိန်တွင်ဖမ်းထားတာဖြစ်တဲ့အတွက်ကြောင့်မလို့၄ချိန်တွင်မှာဘလို့စာတို့လေးတွေတင်ထိုးမယ်ဆိုတော့အမျိုးတွေအတွက်အမျက်ပူကြံမယ်ဆိုတာကိုပြပေးမယ်ပြီးလို့ရှိရင်လည်း၄ချိန်တွင်မှာထွက်မလာခဲ့ရင်လည်းနောက်ဘက်ကရအနေနဲ့နောက်ကိုဘယ်လိုပြန်ဆုပ်ရတယ်ဆိုတာလေးကိုလည်းကျွန်တော်ပြပေးမယ်ဗျာနော်တစ်ချက်ဥပမာစကြည့်ပြီးပါကျွန်တော်ပြပေးမယ်ငါးလုံးကိုဥပမာပေါ့ဗျာ1 2 3 4 5အခွေအပူပါပေါ့ဗျာနော်အာပါ10ခွက်ရှိပါတယ်နော်ဒီမှာ10ခွက်ဆိုအာတော့အကွက်20ဒီမှာအပူက9ခွက်ပေါ့ဗျာနော်ဥပမာ1000ကနေစထိုးတဲ့လူပဲဥပမာဆိုရပါစို့ဗျာနော်1000ကနေစထိုးမယ်ဆိုရင်ကျွန်တော်တို့1000 8ဆိုတော့နော်စားရည်နဲ့တွားရမယ်1000ဆိုရင်ကျွန်တော်တို့ဒီဘက်မှာဘလို့အာမယ်ဥပမာနော်ပြောပြတာနော်အဲ့တော့1000ဆိုရင်လည်းဒီစားပုံစံမျိုးလေးပဲလိုက်ထိုးပါဗျာနော်အဲ့ဆိုအမျက်ကြံပါပါဗျာအများများလေးအဲ့တော့1000စထိုးမယ်ဆိုတော့ကျွန်တော်တို့အာတာကနော်အားလုံးပေါင်းအပူပါပါဆိုတော့ကျွန်တော်တို့25ခွက်ဖြစ်သွားတယ်ပေါ့ဗျာနော်2500ထိုးတယ်ပေါ့ကျွန်တော်တို့မနက်ပိုင်းမှာ2500မို့ထိုးမယ်ပြီးရင်မထွက်လောက်မှလားကျွန်တော်တို့နောက်ထပ်ညနေပိုင်းတစ်ချိန်မှာ1000မို့ပဲဒီလိုပဲစားနဲ့ထိုးမယ်ဗျာနော်စားတူလေးပဲထပ်ထိုးမယ်ဒါဆိုကျွန်တော်တို့မနက်ညထိုးကြည့်က9000ဖြစ်သွားမယ်ဗျာနော်အဲ့တော့တကယ်လို့များဒုတိယချိန်မှာပေါက်မယ်ဆိုတော့ကျွန်တော်1000မို့ပြီးတဲ့အတွက်ကြောင့်မို့3000ပဲမြက်ပါမယ်ဗျာနော်သူကတော့စားနေသေးတဲ့အတွက်ကြောင့်မို့အမြက်တော့နဲမယ်တကယ်လို့ကျွန်တော်တို့ကနောက်ရက်မှာမှထွက်မယ်3ချိန်မြောင်းလောက်မှလာထွက်မယ်ဆိုရင်ကျွန်တော်3000မို့စားကိုတင်မယ်ဗျာနော်1138ဆိုပြီးတော့စားနဲ့တက်မယ်ဗျာနော်1138ဆိုပြီးစားနဲ့တက်မယ်ဒီလိုစားဘာကြောင့်တက်ရလဲဆိုတာလည်းပြီးရင်ကျွန်တော်ရှင်းပြပေးမယ်နော်အခုရှင်းပြတာလေးသေချာကြည့်ပြီးပါ3000ဆိုတော့ကျွန်တော်တို့အားလုံးပေါင်းထိုးကြည့်ရ9000ခွဲရှိတယ်ဗျာနော်2ရက်တာထိုးကြည့်မှဒီမှာ9000 9000ခွဲဆိုတော့ကျွန်တော်တို့32000ခွဲဖြစ်သွားပြီဗျာနော်အဲ့ဒီချိန်မှာကျွန်တော်တို့8324နော်24000တဲ့က24000တဲ့ကကျွန်တော်တို့32500နှုတ်မယ်ဆိုရင်ဘယ်လောက်ကျန်လဲဆိုတော့အမျိုးတို့တိမှာဗျာနော်အဲ့တော့24000တဲ့က32000ဆိုတော့ကျွန်တော်တို့တဝက်မြတ်ပါတယ်ဗျာနော်3ချိန်မှလာထွက်မယ်ဆိုရင်နော်အဲ့တော့ကျွန်တော်တို့ဒီ3ချိန်မှလည်းထွက်မလာသေးဘူးဗျာ4ချိန်ပြဂါမကျော်ဆိုတော့4ချိန်မှနောက်ဆုံး4ချိန်တွင်းမှာလာထွက်တယ်ဆိုတော့ကျွန်တော်တို့8000ဆိုတော့ကျွန်တော်တို့ဒီ9လုံးခွေရကျွန်တော်တို့အာထိုးရက10ခွက်က8000ဆိုတော့ကျွန်တော်16000ဖြစ်မယ်ဗျာနော်16000တစ်ခွက်ကို16000ဖြစ်မယ်ဗျာနော်အဲ့တော့10ခွက်ဆိုရင်16000ဒီမှာလည်း85လိဆိုတော့40ထိုးကြီးကျွန်တော်တို့က2သိန်းဖြစ်သွားမယ်ဗျာနော်အဲ့တော့ကျွန်တော်တို့3ရက်တာထိုးကြီးကဘယ်လောက်ဖြစ်သွားမလဲဆိုတော့2သိန်းဒီမှာလည်းဆိုတော့3သိန်း2500စုစုပေါင်းဖြစ်သွားမယ်ဗျာအဲ့ဒီချိန်မှာကျွန်တော်တို့8864ဆိုတော့6သိန်း4000နဲ့က3သိန်း2000နှုတ်ကြည့်လိုက်ပါကျွန်တော်တို့3သိန်းလောက်ကကျွန်တော်တို့3သိန်း1000ခွဲလောက်ကမြတ်ပါတယ်ဗျာနော်တဝက်မြတ်တဲ့စနစ်လောက်ဖြစ်နေပါတယ်အဲ့တော့၄ချိန်တွင်းမှာထွက်လာမယ်အတွက်ကြောင့်မလို့တေးကြတယ်ဆိုရင်ဒီစနစ်ကလေးနဲ့လိုက်ပါနော်ကျွန်တော်လည်းကာမကျော်၄ချိန်တွင်းမှာဖမ်းတာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုစနစ်ကလေးနဲ့လိုက်ပါနော်အဲ့တော့ဟို1000 3000 8000အဲ့လိုပေါ့ဗျာနော်ဒါမှမဟုတ်လည်းအရန်ကွာတယ်ဆိုတော့ကိုဒီကြားတဲ့ကြိုက်နေတဲ့စာလေးကိုခွာလို့ရပါတယ်ဗျာနော်ဥပမာ3နဲ့8ကကြားထဲမှာ4 5 6ခွန်ဆိုတော့နော်4စားလောက်ကြော်တက်ထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့ထဲမှာ6ခွန်လို့ပါတယ်ကိုလူကျင်တဲ့လောက်စာလေးကိုတိုးပြီးတော့ထိုးလို့ရပါတယ်ဗျာနော်ဒါကျွန်တော်1000 2000သမားတွေတော့အဆင်ပြေအောင်ပြပေးတာ1000 2000သမားတွေထိုးမယ်ဆိုရင်လည်းဒီမှာဆိုရင်တစ်ခွက်ကိုဥမာဟို1000ကစထိုးတယ်ဆိုရင်8000ဖြစ်သွားမယ်ဆိုရင်တစ်ခွက်ကို36000လောက်ဖြစ်သွားမယ်ပေါ့ဗျာနော်အဲ့တော့ထိုးကြည့်အရင်အမောက်တက်သွားမယ်ဆိုရင်ကျွန်တော်တို့3000ရဲ့အပေါ်စား1000 2000လောက်ပဲတင်ထိုးပေါ့ဗျာနော်3000ဆိုဥမာ4000ဖြစ်သွားမယ်5000ဖြစ်သွားမယ်အဲ့ပုံစံမျိုးလေးနဲ့စထိုးပေါ့ဗျာနော်အဲ့ပုံစံမျိုးလေးနဲ့ထိုးဒါကကျွန်တော်1000 2000သမားတွေအတွက်ဆိုရင်ပိုပြီးအဆင်ပြေအောင်လို့ပြပေးတာငွေကြီးအမောက်နိုင်တဲ့လူဆိုရင်လည်းဒီ3ကနေ8ထိဆိုတော့ကျွန်တော်တို့4 5 6ဆိုတဲ့စားတွေကနော်4စားလောက်ကွာနေတယ်4 5 6ခွန်ဆိုတော့နော်ခွန်ဆိုတော့ကျွန်တော်4စားတောင်တတ်ထားတာဆိုတော့ကျွန်တော်အဲ့နေရာကိုမတက်နိုင်ဘူးဆိုတော့4 5 6ထဲကတစ်ခုခုကိုစားတင်လိုက်ထိုးပါဗျာနော်အဲ့တော့အမျက်ငွေကတဝက်နှုံးလောက်ရပါတယ်ဗျာတကယ်လို့များအဲ့လို4ချိန်တွင်းမှာထွက်မလာဘူးထွက်မလာဘဲနဲ့ကျွန်တော်တို့နောက်ထပ်5ချိန်မြောက်6ချိန်မြောက်တွေဖြစ်လာခဲ့မယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒီကိုစားကိုဒီထိုးထားတဲ့ဥမာ8000မှထားပါတော့ဗျာ8000ဆိုရင်ကျွန်တော်တို့ကစားကို2ဆအောက်ပြန်ဆင်းရမယ်ဗျာနော်8ဆိုတော့ခွန်6တယ်6000ပေါ့ဗျာ6000ပေါ့ဗျာနော်အဲ့လို6000နဲ့ပြန်ဆင်းထိုးရမယ်ထိုးတဲ့ချိန်မှာအဲ့6000မှာ6848ပောက်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ထိုးကြီးကအမျက်တော့နဲဝမယ်ရှုံးကြွေးတွေပြန်ကာမိပြီးတော့အမျက်နဲဝမယ်ဗျာနော်အဲ့ပုံစံမျိုးလေးနဲ့ကျွန်တော်တို့အောင်ပြီးသွားပြီဆိုရင်ဒီ9လုံးကိုထဲမှာ4ချိန်ထဲမှာတစ်ချိန်အောင်ပြီးသွားပြီဆိုရင်ကျွန်တော်နောက်ထပ်တစ်ခွေဥမှာလိုက်မယ်ဆိုရင်ဒီလိုအစလေးပြန်စထိုးပါဗျာနော်ပြန်စထိုးပါ1000အဲ့လိုပြန်ထိုးပြီးရင်3စတက်3ချိန်ထဲမှာပေါက်ရင်အမျက်ကိုကြီးတဝက်မြက်ပါတယ်ဗျာနော်အဲ့ပုံစံမျိုးလေးပြီးရင်လည်း8000လေးအဲ့လိုတင်ထိုးနိုင်တယ်ဆိုရင်လည်းတင်ထိုးပါဗျာနော်အဲ့ပုံစံမျိုးလေးပဲတင်ထိုးပါအဲ့တော့ verify ရအရန်ရှိလို့လည်းအဆင်မပြေပါဘူးဗျာနော်အဲ့တော့ကျွန်တော်နားလည်အောင်ထပ်ပြီးမှရှင်းပြပေးမယ်